တိမ်တွေပေါ်မှာ cable စီးရတဲ့ experience ကတော့ဒါပထမဆုံး first time ဖြစ်ပါတယ်ပေါ်ကနေပြီးတော့ကြည့်ရတဲ့မြင်ကွင်းကတော်တော်လေးကိုခံညာတာရလာပါတယ်တိမ်တွေကအောက်မှာကျွန်တော်တို့အပေါ်မှာ cable စီးပြီးတော့ဒီနေရာတော့မလေးရှားနိုင်ငံအမြင့်ပေ 6000 ကျော်မှာရှိတဲ့ Genting Highlands ပဲဖြစ်ပါတယ်Our feelings were good for a while. Now you're just a memory, a story that I never tell. 'Cause our worlds just didn't collide. You had yours and I had mine. Got lost in different directions. But being with you is my favorite lesson. Cable car စီးဖို့အတွက်လက်မှတ်ကိုတော့ Klook ဆိုတဲ့ application ကနေပြီးတော့ဝယ်လိုက်ရင်ရပါတယ်အဲ့ဒီကနေပြီးတော့ booking လုပ်လို့ရှိရင်လွယ်ကူပါတယ် standard စီးမယ်ဆိုလို့ရှိရင်တော့ Singapore $3 ပဲပေးရပါတယ်glass controller ပေါ့နော်glass floor နဲ့စီးမယ်ဆိုလို့ရှိရင်တော့Singapore $9 ပေးရတယ်ပေါ့နော်ကျွန်တော် glass floor နဲ့ဝယ်ပြီးတဲ့အခါကျတော့အဲ့ glass floor အောက်ကိုကြည့်ဖို့မေ့သွားတယ်ပေါ့နော်အဲ့တော့ကျွန်တော်အမှတ်တရတခုပဲဒါကတော့ Things Park ပေါ့နော် roller coaster တွေစီးတဲ့နေရာဒီဘက်ချက်မှာကျတော့ World First Hotel အဲ့ hotel ထဲမှာအခန်းပေါင်း9350တခန်းရှိတယ်ပေါ့နော်ကမ္ဘာမှာအကြီးဆုံး hotel Guinness ရှင်ဝင်လာတဲ့ hotel ပေါ့နော်တော်တော်လေးကြီးပါတယ်ကျွန်တော်ကတော့အဲ့အောက်ဟိုပဲရောက်ခဲ့ပါတယ်hotel မှာတော့ table မရခဲ့ပါဘူးအကုန်လုံးက booking တွေပြည့်နေတဲ့အခါကျတော့ကျွန်တော်အဲ့ hotel ကို booking လုပ်လို့မရလိုက်ဘူးပေါ့နော်ဈေးကတော့အရင်မကြည့်ပါဘူးဒါပေမဲ့ကျွန်တော်တို့ကသွားခါနေကြမှာ booking လုပ်မယ်ဆိုလို့ရှိရင်တော့အခန်းမရဘူးပေါ့နော်အခန်းပေါင်း9000ကျော်မှအကုန်လုံးကလူတွေပြည့်နေတဲ့အခါကျတော့ကျွန်တော်တို့အဲ့ hotel မှာတိတ်လို့မရခဲ့ဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်တို့တည်တဲ့အဲ့ Shinsui Cave Temple နာက The Us Hotel လေးတော်တော်လေးကောင်းပါတယ်ဘာလို့လဲဆိုတော့အဲ့ cable station အနားမှာပဲဆိုတော့တော်တော်လေးအဆင်ပြေတယ်သွားလာတာလွယ်ကူပါတယ်ဘောကနေပြီးတော့စက်လီကားနဲ့ဆင်းသွားရင်ရတယ်အဲ့ကနေပြီးတော့ဆက်ပြီးတော့ cable စီးပြီးတော့သွားလို့ရှိရင် Awana station မှာတော့အောက်ဆုံး outlet တရှိတဲ့နေရာတော့တစ်ခါလေးရောက်ပါတယ် view တွေကတော့တော်တော်လေးလှပါတယ်တစ်ပင်နဲ့ sing ဆိုပြီးတော့တိမ်ကြီးမိုးတိမ်ကြီးရဲ့အပေါ်မှာပြန်ဝဲနေတယ်လို့ခံစားရတဲ့ vibes ကိုရစေတယ်ပေါ့နော်ဒီ video လေးကတော့ဒီလောက်ပါပဲနောက်ထပ် video လေးတွေကိုဆက်ပြီးတော့တင်သွားပါမယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ် see you in the next video